တို့ uniform ဆိုတာဘာကိုသင်ရမှာလဲဆိုတော့ဒီ MSR ပေါ့နော် MSR ဆိုတာအင်္ဂလိပ်စာမှာဒီအခြေခံကြတဲ့ body တွေကတစ်ခုပေါ့နော်ဒီမှာဆိုရင်ကျတော့ဒီအင်္ဂလိပ်စာကိုဖတ်ရမယ်ဆိုရင်တော့လေ့လာမယ် body ကတော့ဒီ body ရှိမယ် body type ရှိမယ် main body type ရှိရတာမျိုးခုဒါတော့ဒီနေ့မှာကျတော့ဒီ body view လေ့လာမယ် body view မှာကျတော့ဒီ MSR ဆိုတာဒီ power ပေါ့နော် simple present tense မှာပုံနဲ့စကားလုံးသုံးလုံးဘယ်လိုသုံးမလဲဆိုတာကိုလေ့လာပါပေါ့နော်အဲ့တော့ပထမဆုံးသူကတော့ဒီမှာပုံလေးနဲ့ဥပမာလေးပြထားတယ်ပေါ့နော်ဒါကမှလေးဒီက my name is leader ဆိုတော့ my name ဆိုဒီ my name ကိုထည့်ပြီးတော့ my name ဆိုတာဆိုတာအနည်းပေါ့နော် name မှာအဲ့မပါဘူးကျွန်တော်ရဲ့နာမည်အဲ့တစ်ခုတည်းက subject ကကျွန်တော်က singular ဖြစ်နေမယ်ဆိုရင်ကျွန်တော်ကပတ်တိပါအောင်တော့မယ်ဆိုရင် is ကိုသုံးရတယ်အဲ့တော့ my name is leader okay အဲ့တော့ကိုယ်နာမည်နဲ့ကိုပြောမယ်ဆိုရင် my name is ဒီကိုယ်နာမည်ကိုထည့်ပြပါပေါ့နော်ဒီကိုအတက်ကိုပြောမယ်ဆိုရင် I ဟုတ်ပြီ I ကကြောင့်ဆိုတော့ဒီ subject pronoun တွေကတစ်ခုပေါ့နော် subject pronoun တွေကဒီမှာပြရတယ် I will you today he she it ပေါ့နော်အဲ့တော့ I ကိုဆိုတော့ပတ်တိပါနဲ့တွဲမယ်ဆိုရင် am am နဲ့တွဲပါမယ် am နဲ့တွဲမယ်ဒါပေမဲ့တို့ကဒီ speaking မှာဆိုရင်တော့အများပေါ့နော်ဒီ contraction form ပေါ့နော်အတူတူပုံစံနဲ့ဆိုရင်တော့ I မှာ I am မှာဆိုတော့ A ကိုဖြုတ်ပြီးတော့ apostrophe M နဲ့ကပ်မယ်အဲ့တော့ဘယ်လိုပြောမလဲဆိုရင် I'm 22ပေါ့နော် I'm 22အသက်22နှစ်ပေါ့နော်နောက်ကြရင်ဒီမှာနောက်တစ်ခုကကျတော့ဒီမှာ I'm not married ဒါခုနကပြောတဲ့အတိုင်းပဲ I apostrophe M ဆိုတာက I နဲ့ N ရဲ့ဒီအတူတူပုံစံပေါ့နော်အဲ့တော့ I am ဒီအငင်းပုံစံကြောင့်ဆိုတော့ဘာလေးပေါင်းမလဲဆိုရင် not ပေါ့အဲ့တော့ I am not married အဲ့တော့ဒီ married ကဆိုတော့ဘာလဲဆို adjective ပေါ့နော် adjective အဲ့ဒါဆိုတော့ဒီတစ်ခုတည်တာမှာ verb to be နဲ့ final တွဲလဲဆိုရင် noun complement noun နဲ့တွဲတယ်ပြောမှဆိုတော့ noun နဲ့တွဲတယ်ဒါကြောင့်မလို့ verb to be နဲ့ final တွဲတယ်ဆိုရင် noun နဲ့တွဲတယ်ဒီက verb to be နဲ့ final တွဲလို့ရတယ်တွဲပြောလို့ရတယ်ဆိုရင် adjective နဲ့တွဲပြောလို့ရတယ် I'm not married ဆိုတာပတ်ထက်တာပေါ့နော် I'm not married ဆိုတော့ငါလက်မထပ်ဘူးငါ single ပေါ့အဲ့တော့ I'm American I'm from Chicago အဲ့နော်ငါအမေရိကန်လူမျိုးတစ်ယောက်ဖြစ်ပါအမေရိကန်လူမျိုးဖြစ်တယ်ပေါ့နော် I'm from Chicago ဒီမှာတစ်ခုဆရာပြောနေတာက from Chicago ဆိုတဲ့ဆိုတော့ဘာလို့လဲဆိုနေအောင်ပြအဲ့တော့အတိအကျတည်ထားမှာဘာလို့ဒီမှာဆိုတော့ဘာထည့်လို့ရတယ်ဆိုရင် noun ရေးလို့ရတယ် adjective ရေးလို့ရတယ်နောက်တစ်ခုကတော့ place ကိုသုံးလို့ရတယ်ဥပမာဖြစ် I am in ရန်ကုန်ဆိုရင်ငါရန်ကုန်မှာရှိရလို့ပြောပါပေါ့နော်ငါနေရာကိုပြောလိုက်I'm a student ငါကျောင်းသားတစ်ယောက်ဖြစ်တယ် now တုံးတယ် I am I'm clever ကျွန်တော်တို့လည်း clever ဆိုတာပါလေ adjective အဲ့တော့ verb to be ရဲ့နောက်မှာ now adjective နဲ့ place သုံးလို့အဲ့ဒီလိုရပါတယ် my favorite color is blue my favorite color is blue ဆိုတာလေဘာလို့ is ကိုသုံးလဲဆိုတော့ my favorite color မှာဆိုလို့ s မပါဘူးတခုတည်းဒါကြောင့်မလို့ဆိုတော့ is လို့ပဲသုံးတယ်ဒီမှာဆိုတော့ I'm a student နော် now မလို့ I နဲ့ R နဲ့တွဲလဲဆိုရင် AM နဲ့တွဲ AM ဆိုတော့အတူတူပုံစံဘယ်လိုပြောလဲဆိုတော့ apostrophe လို့ပြောတယ်ဒီမှာဆိုရင်ဒီအောင် my favorite sports are ဘောကြောင့် my favorite color မှာ S မပါဘူးအငင်းမလို့ is ပဲသုံးတယ် my favorite sport မှာကျတော့ S ပါတဲ့အခါကျတော့ဘာနဲ့သုံးရလဲ R နေရာမလို့ R နဲ့သုံးတယ် my favorite sports ကဘာလဲဆိုတော့ football and swimming ပေါ့နော်အဲ့တော့ subject အနေများမူတည်ပြီးတော့ဆရာတို့က is သုံးဖို့ R သုံးမယ် subject အနေဆိုရင် is ကိုသုံးမယ် subject အများဆိုရင် R ကိုသုံးမယ်And my father is a doctor and my mother is a journalist ဒီမှာဆိုလည်းအဖေကတယောက်တည်းအမေကလည်းတယောက်တည်းဒါကြောင့်မို့ဆိုတော့ဘာကိုသုံးပါလဲ is ကိုသုံးမယ်အနောက်က noun လိုက်မယ် a doctor my mother is a journalist mother တယောက်တည်း is ကိုသုံးမယ်နောက်က noun complement ဖြစ်ကြတယ်a journalist ဆိုတာကိုသုံးမယ် noun ပေါ့နော်ဒါဆိုတော့ဒီဟိုပေါ့နော် I'm interested ကျတော့ဒီ adjective မို့လို့ participle နဲ့တွေ့ရပါတော့ interested နောက်မှာကျတော့ဒီပေါ့နော်preposition မှာလို့ဆိုရင် I am ကိုသုံးတယ်ဥပမာဆိုကိုကဘာကိုသိနေတာလဲ I'm interested in English I am စာသိနေတာလေ and what are you interested in ဒီကဘာကိုသိနေတာလဲ and I'm interested in football ငါဘောလုံးအကစားကိုသိနေတာလေအဲ့တော့ကိုစိတ်ဝင်စားတဲ့အရာနောက်မှာဒီ in ရဲ့နောက်မှာရေးရအောင်နော်ဟုတ်ပြီလားအဲ့တော့ဒါကကျွန်တော်ဒီပြောမှာလို့ဒီပုံလေးကဘာပြောတာလဲဆိုရင်ဒီ verb to be ရဲ့နောက်မှာဘာရေးလိုက်တယ်သုံးမျိုးလိုက်တယ် noun adjective place လိုက်တယ်ဒါကမှI နဲ့တွဲ I နဲ့ verb to be နဲ့verb to be am နဲ့တွဲရတဲ့အခါကျရင်ဘယ်လိုမျိုးသော contraction ပါအောင်အတူတူပုံစံသုံးလဲဆိုတော့သူကရှင်းပြထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ test time ပေါ့နော်လေ့လာတဲ့အခါကျရင်ဘာရှိလဲဆိုရင် positive အဆိုဝါချရှိမယ် negative အမြင်ဝါချရှိမယ်ဒါတွေတော့တစ်ချက်တော့ကြည့်ပြအောင်
ဒီမှာဆိုရင်တော့သူကဒီပထမဆုံးပေါက်တင်မှာတော့ I will you they he she ဆိုတဲ့ subject တွေကိုရေးပေးရတယ်။ I နဲ့ပြီးတော့တပါးသူက conclusion ပေါက်မှာတပါးပြပြထားပါတော့ conclusion ပေါက်တော့ခုနကပြောသလိုပဲအတူချုပ်ပုံစံကိုပြောတာပေါ့နော်။အဲ့တော့ I am ဆိုရင်ဆိုကြမယ် I apostrophe am I'm နော် I ဆိုတဲ့ဒီပဲ I he is ဆိုရင် he is ဆိုရင် she it is ဆိုရင် is အဲ့တော့ဒီမှာ he is နဲ့ဆိုဘာနဲ့တွဲလဲ is နဲ့တွဲတယ် he is we you they ဆိုရင်ဘာနဲ့တွဲလဲ are နဲ့တွဲတယ် will you there ဟုတ်ကဲ့နော်ဒီဒီမှာ concept တိုင်းဒီဘယ်လိုတန်းတော့လဲဆိုရင် he and there and icon အတန်းတူပါတယ်အဲ့တော့ဟိုဘောနော်ဟိုအတန်းအရင်ကြီးဟိုဘောနော်ခက်ခဲလို့မထင်ပါနဲ့ဘယ်လိုပြောမလဲဆိုရင် thereအဲ့လိုဘောနော် there he and there အဲ့တူပါပဲအတန်းတော့ဟုတ်ပြီအဲ့ဒါပြောကြည့်အောင် I is he is where your there ဟိုနော်အဲ့လိုပြောမယ်ပြီးရင်ဒါကကျတော့ negative ကကျတော့ဒီ verb to be နဲ့အဲ့နဲ့တွဲရမယ်ဆိုရင်ဒီ verb to be နဲ့ not နဲ့တွဲပြီးအောင်ပါပဲဒီကျွန်တော် I am he is she is we are you are they are အဲ့ကောင်တွေနာမှာဆက်တော့ဗာလေးပဲထည့်ပါနဲ့ not လေးပဲထည့်အဲ့တော့ I'm not he is not it is not we are not you are not they are not ဟုတ်နော်အဲ့လိုပြောမယ်ဒါပေမဲ့ဒါဘက်ဆက်တော့ပြန်ပြီးတော့အတူတူပုံစံလုပ်မယ်ဆိုရင်ပြောမယ်ဆိုရင် I'm not ပြရတော့ဒီ positive ကပုံစံမှာပေါ့အဲ့ဒါကနောက်က no လေးပဲထည့်ပြီး he's not she's not is not we're not you're not they're not အဲ့လိုပြောရရတယ်လို့နောက်တစ်မျိုးဘယ်လိုပြောရလဲဆိုရင် he နဲ့ဟိုနော် I သူတကယ်ဒီပေါ့နော် he ရိုင်းစားပေါ့နော် he နဲ့ is နဲ့ပါ is နဲ့တော့ပါခါတိုင်း he isn't it isn't we aren't you aren't they aren't ဆိုရလို့ပြအနောက်ကပုံစံပို့တော့ကြတယ်ပေါ့နော်ဆရာအဲ့လိုပြောရဲအများတော့ဖြစ်အပြီးအဲ့တော့ဒါရတော့ positive ဝါကြနဲ့ negative ဝါကြဘယ်လိုရေးမလဲဘယ်လိုပြောမလဲဘယ်လိုမျိုးအတူချုပ်ပြီးပြောမလဲဆိုတော့ပေါ့နော်ရေးမလဲဆိုတော့တော့သူကရှင်းပြထားတာအဲ့တော့အောက်ကဥမာလေးတစ်ချက်ထပ်ကြည့်ကြည့်အောင်အမှဆိုရင် I'm cold can you close the window please နောက်ကျွန်တော်ချမ်းနေပြီညာဒီပေါ်လေးကျေးဇူးပြုပြီးတော့ပြပြလို့ရမလား I'm cold ဟုတ်နော် I'm cold အပြီးဒါကြတော့ cold ဆိုတော့ adjective adjective ကိုပတ်ပြီးတွေ့ရတာ I'm 32 years old and my sister is 29ကျွန်တော်အသက်30နှစ်ရှိပြီပေါ့နော်ဒါ30နှစ်ဒါကြီးရလဲအမှန်တကယ်ရင်ဘာတူပြီးနာမဘာပဲသုံးတာလဲဆိုတော့ noun ပဲသုံးတာပေါ့နော် my sister is 29 and my brother is very tall and he is a policeman my brother is very tall ဆိုတော့ဒါကဘာပြောလဲဆိုတော့ adjective ကိုပြောတာ very tall and he is a policeman ဆိုတော့သူကဘာလဲ noun ရဲ့တရားဖြစ်တယ်ပေါ့နော် John is afraid of dog afraid ဆိုတာကြောက်နေတာကိုပြောတာ afraid နဲ့မှာဆိုတော့ preposition ပါတယ်မျိုးဆိုရင် offline နဲ့အဲ့ off နဲ့မှာကိုကြောက်တဲ့အရာကိုရေးလို့ရတယ်လူလေးဖြစ်နိုင်တဲ့အရာလေးဖြစ်နိုင်ဒီမှာဆိုတော့သူကတိတ်ဆန်ဆိုတာပေါ့နော်John is afraid of dogs John ခွေးကြောက်ထားပါကိုကတရေကြောက်တယ်ဆိုရင် John is John ကတရေကြောက်တယ်ပဲပြောကြည့်ရအောင် John ကတရေကြောက်တယ်ဆိုရင် John is afraid of goat ဒါကလည်း John ကဆရာကိုကြောက်တယ်ဆိုရင် John is afraid of the teacher John ကဒါမှမဟုတ်သူ့မိဘကိုကြောက်တယ်ဆိုရင် John is afraid of his parents ကိုဘာကိုကြောက်တယ်ပေါ့နော် I am afraid of snake I'm afraid of maybe tiger lion ကြိုက်တယ်ပေါ့နော်ကိုကြောက်တဲ့အရာကိုနောက်မှာ off နဲ့နောက်မှာရေးလို့ရေးပြီးတော့ရေးလို့ရတယ်ပြောလို့ရတယ်ကြည့်နောက်တစ်ခုက it's 10 o'clock 10 နာရီထိုးပြီပေါ့နော် you are late again late adjective ပါအဲ့တော့ဘာနဲ့တွေ့ရလဲ product နဲ့တွေ့ရတယ် you are late again 10 နာရီတော့ထိုးနေပြီမင်းနောက်ကျပြန်ပြီပေါ့ Anna and I are girlfriend noun phrase ပေါ့နော်ဒါပြောချင်တာတော့ noun ပါပဲအဲ့တော့ and နဲ့ကျွန်တော်နေဟာတကယ်ကိုကောင်းမွန်တဲ့သင်ငယ်ချင်းတွေဖြစ်ကြပါတယ် your keys are on the tableဒါကြတော့ noun လည်းမဟုတ်တော့ဘူး adjective လည်းမဟုတ်တော့ဘာလို့ပြောလဲဆိုတော့ place ကိုပြော your keys are on the table ဟုတ်ပြီဒါတော့ထုံးစံတိုင်းပဲဆရာရှိရလို့ပြောလို့ပဲပတ်ပြီးနောက်မှာ noun place adjective တွေကိုဘယ်လိုသုံးရလဲဆိုတော့သူရှင်းပြထားတာပေါ့နော် I'm tired ငါပြင်ပန်းနေတယ် adjective tired adjective ပြင်ပန်းတော့ but I'm not hungry adjective ဒီမှာကျတော့အငင်းနဲ့ရေးတာပေါ့နော်ငါပိုင်းမစားဘူး tone isn't အငင်းတော့အပေါ်ခေါင်းနေဒီဘာတစ်ဖြည်းနဲ့ negative တွေပါလာပြီးတော့ negative ကိုဘယ်လိုပြောလဲဆိုတော့ဒီရေးပြထားတယ် tone isn't interested in politics tone ကနိုင်ငံရေးမှာစိတ်ဝင်စားနိုင်ငံရေးတို့စိတ်ဝင်စားပေါ့နော် he is interested in music သူကဘာစိတ်ဝင်စားလဲဂီတကိုပဲသူကစိတ်ဝင်စားတယ်ပေါ့နော် Jane isn't at home at the moment Jane က
လက်ရှိချိန်မှာအိမ်မှာမရှိဘူးပေါ့နော်အငင်းနေကြတာနော် isn't ဆိုတာ is နဲ့တော့လည်းပေါင်းဖြစ်လာတာ isn't at home ဆိုတာဘာကိုပြရလဲဆိုတော့နေရာကိုပြရနော် is at work ဆိုတာလည်းဘာကိုပြရလဲနေရာကိုပဲပြဘာနဲ့တွေ့လဲ what do you နဲ့တွေ့နေရာတော့ဘာလို့ဆိုလဲနော်those people are English ဒီလူတွေအင်္ဂလိပ်လူမျိုးတွေမဟုတ်ကြပါဘူးဒီ Australian ဟုတ်လားသူတို့က Australia လူတွေပေါ့နော်ဖြစ်ကြပါတယ်ပေါ့အဲ့တော့အားလည်း noun ပေါ့နော်ဟုတ်ပြီ now it's sunny day it's sunny today but it's warm ဒီနေ့ကဒေတာတယ် but it isn't warm ဒါပေမဲ့တိတ်ပြီးတော့နေသူတွေတော့မရှိဘူးပေါ့အဲ့တော့ sunny ဆိုတာ adjective warm ကလည်း adjective ဒါကြောင့်မလို့ဘာနဲ့တွေ့ရလဲဆိုတော့ what do we နဲ့တွေ့ရပါနော်ဟုတ်ပြီဒါကတော့ဒီတိကတော့ဘာပြောရလဲဆိုတော့ဒါတော့ဒီ I really heဆိုတဲ့အင်္ဂလိပ်စာမှာသုံးတဲ့အခြေခံ subject တွေနဲ့ what do we နဲ့ what do we ဖြစ်ကြတဲ့ MS စာနဲ့ဘယ်လိုတွဲသုံးလဲဆိုတော့ပေါ့နော်သူကမြောက်လာနောက်တစ်ခုကတော့ဒီ that နဲ့ပေါ့နော် that ကဆိုဒီ demonstrative pronoun ပေါ့နော် demonstrative pronoun ကိုကြာဆိုတော့ that ကကြတော့ဆိုတော့တစ်ခုတည်းရင်းနေတာ true အရာတစ်ခုတည်းမို့လို့ဆိုတော့ထုံးစံတိုင်းပါလဲဆိုပါလဲ is နဲ့တော့ဒါပေမဲ့အဲ့ is ကိုမှဆိုတော့အတူတူပုံစံပြောမယ်ဆိုရင် that's ဘယ်လိုပြောလဲ that's this is the was the yes that ထိုအရာ and that's my phone ငါ့ရဲ့ phone and that's my sister ငါ့ရဲ့အမ that's my teacher ငါ့ရဲ့ငါ့ရဲ့ဆရာဆိုပြီးတော့အဲ့လိုပြောချင်တဲ့ခါကျရင်လည်းဒီ that ကိုသုံးလို့ရတယ်ပေါ့နော်အခုဒါနောက်တစ် pronoun တွေကြတယ် there နဲ့ here နဲ့ပေါ့နော် here နဲ့ there နဲ့there is နော် there is ကိုဆိုတော့တူချုံဆိုဘယ်လိုပြောမလဲ there's here is ဆိုလည်းဘယ်လိုပြောမလဲဆို here is နော် here is ကိုဘယ်လိုပြောမလဲဆို here is okay အဲ့တော့တစ်ချက်လာလေးကြည့်အောင်ဒီမှာဆိုရင် thank you that's very kind of you thank you ကျေးဇူးတင်ပါတယ်မင်းအရင်ကတင်လာတာပဲ that's very kind of you ဆိုတော့ဗောနော်ဒါလည်းတကယ်ကိုကောင်းတဲ့ pattern လေးပါပဲ very kind of you ဒါမင်းရဲ့ကျင်နာမှုပါပဲဒါလို့မင်းရဲ့ကျေရောမှုပါဆိုတော့ဒီ kind နေရာမှာဆိုတော့ adjective လေးကိုပြောင်းသုံးရမှာပေါ့ဒီ kind နေရာမှာ adjective လေးပြောင်းသုံးမယ်မင်းကအရင်ကိုအိမ်မာတာပဲတော်တာပဲဆိုတော့ that's very clever of you မင်းကအရင်ကိုမင်းကဘာသာတတိရှိရပဲဆိုရင်လည်း that's very courageous of you မင်းကအရင်ကိုyes လာပဲဆိုတော့ that's very cruel of you ဒီ kind နေရာမှာဆိုတော့ adjective လေးကိုပြောင်းသုံးပြီးတော့အမျိုးစုံအဓိပ္ပာယ်ပြောလို့ရပါတော့ဘောနော်ကျေးဇူးတင်ပါတယ်နော်ပြန်ပြောရမယ်ဆိုရင်ကျေးဇူးတင်ပါတယ်မင်းကအရင်ကိုတင်လာတာပဲ look there's Chris look ဟိုမှာ Chris ပေါ့နော်ဟိုမှာ Chris ဆိုပြီးညုံပြနေပုံနဲ့ပေါ့နော် Chris ရောက်နေပြီးဟိုမှာhere's your key မင်းတော့ပါ here's your key မင်းပြလိုက်တာပေါ့နော် here's your key thank you ကျေးဇူးတင်ပါတယ်အဲ့တော့ here's your key ဆိုရင်ဒါဒီမှာမင်းတော့ပါဒီမှာမင်း coffee ပါဆိုတော့ here's your coffee အဲ့လိုမျိုးပေါ့နော်ကိုကကြာကိုဒါလေးပြီးရမယ် here's your coffee ကဲဆရာမကိုရဲ့စာကိုအငှက်ချပြီးသွားတယ်စာကိုပြန်ပြီးတော့မယ်ဆရာမအဲ့ခါကျဘယ်လိုပြောမလဲဆိုရင် here's your book မင်းစာကိုပေါ့နော်အဲ့ဒါမှမဟုတ်လေမင်း phone here's your phone အဲ့လိုမျိုးပေါ့နော်အဲ့လိုအခြေအနေကြတယ်ဆိုတော့ဒီလိုမျိုး here's your ဆိုပြီးတော့အနောက်ကကိုပြန်ပေးခြင်းတဲ့အရာပေါ့နော်တစ်ဖက်လေးကိုပြန်ပေးမယ့်အရာကိုပြောလို့ရပါတယ်ဒီလိုကိုကဟိုပေါ့နော်တိုင်းမှာတရားလုပ်ငန်းလုပ်နေတဲ့အကျွေးပြန်ရမယ်ဆိုရင် here's your change ရောဒါမင်းအကျွေးပေါ့နော်အဲ့လိုမျိုးမျိုးပေါ့နော်နောင်လေးကိုချိန်တုံးပြီးတော့အမျိုးပုံစံမျိုးပြောလို့ရပါတယ်ဟုတ်ပြီဆိုတော့ဒီ page လေးတစ်ခုတော့ပြီးသွားပြီပေါ့နော်ဒီ page ကဘာပြောလဲဆိုတော့ဒီ present simple မှာဟိုဒီပေါ့နော် amiss စာပေါ့နော် what to be မှာပါလဲဆိုရင် present simple မှာသုံးပြီးတဲ့ amiss စာကိုပေါ့နော်ဘာဝမှာသုံးပြီးတဲ့ amiss စာကိုသေချာလေးပြပြတာပေါ့နော်အားလုံးပဲနားလည်မလို့ထင်ပါတယ်နောက် video ကြရင်ကျွန်တော်ဒီပေါ့နော်ဒီကောင်လေးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးကိုတူတူလုပ်ရအောင်နော်ဟုတ်လားအားလုံးပဲ bye bye